မင်္ဂလာပါကျမတို့နေ့စဉ်သုံးတရုတ်စကားပြောအတွက်အခုရေးထားတဲ့စာကြောင်းလေးနှစ်ခုကိုတရုတ်လိုမျိုးပြောကြည့်ရအောင်အဲ့တော့ပထမရေးထားတာဒီဖုံးအားသွင်းနှုန်းနဲ့ဖုံးမသုံးပါနဲ့တဲ့ဒါဆိုလို့ရှိရင်ဖုံးအားသွင်းတာဒီ充电လို့သုံးတယ်နော်充电时ဆိုတာဒီနေရာမှာတန်时候ကိုသုံးတာ充电的时候充电时အတိပ္ပယ်အတူတူပဲဖုံးအားသွင်းနေတဲ့အခါမှာအဲ့တော့ဖုံးမသုံးရဘူးဆိုတော့不要နဲ့သုံးလိုက်မယ်不要玩手机玩手机ဆိုတာဒီဖုံးသုံးတာကိုပြောတာ不要玩手机ဖုံးမသုံးရဘူးနောက်တစ်ခုကဒီ power bank ကတဲ့အားသွင်းတာအရင်မြန်နေတဲ့ဒါဆိုရင်这个 power bank ဒီ充电宝လို့သုံးတယ်နော်这个充电宝လို့သုံးတယ်နော်这个充电宝အားသွင်းတာအရင်မြန်နေဆိုတော့充电လေးကိုပြန်ခေါ်လိုက်မယ်充电很快အဲ့ဒီအတိုင်းလေးကျမတို့ရေးလိုက်ရုံပဲရမယ်နော်